ကျွန်တော်ဒီနေ့မှာနော်စူတောင်းနဲ့ပြင်ဆင်တဲ့အခါမှာဖခင်ကကျွန်တော်ကိုဒီနှစ်သက်ကူးညမှာပြောတဲ့အရာတစ်ခုပေါ့နော်အားလုံးလည်းနှစ်သက်ကူးညမှာရောက်လာတဲ့ဆိုရင်ဒီချာအကြောင်းအရာလေးကိုမှတ်မိမယ်ထင်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာနော်ထပ်ပြီးမှခေါင်းစဉ်တစ်ခုပေးချင်တဲ့အရာကပါလဲဆိုရင်တော့ယုံကြည်ခြင်းဖြင့်ပြောတော်စကားဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်နဲ့တွားချင်တယ်ပေါ့နော်ယုံကြည်ခြင်းဖြင့်ပြောတော်စကားလို့ယုံကြည်ခြင်းနဲ့ပြောတော်စကားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တွားချင်တယ်နော်နေ့ရက်စဉ်တိုင်းမှာကျွန်တော်လူအရောက်တိုင်းကစကားအမြောက်များစွာပြောကြတယ်နော်စကားတွေအများကြီးပြောကြတယ်နည်းနည်းလေးကျွန်တော် start နော်လေးလာကြည့်တဲ့အခါမှာလူတယောက်ကားတဲ့တရက်မှာစကားဘယ်လောက်ပြောလဲဆိုရင်ပြန်ပြအနေနဲ့13000နော်မင်္ဂလိကနည်းနည်းလေးများတယ်ပြောတယ်ယောက်ျားလေးကတော့11000ကျော်လေးရှိတယ်ပြောတယ်မင်္ဂလိကတော့13000ကျော်ရှိတယ်ဒါကနော်ဟိုလေးလာတွေ့ရှိချက်ရပေါ့ဒါပေမဲ့လေအခုခေတ်ကာလမှာကတော့တဲ့ online တွေအရန်ခေတ်စားလာပြီဖြစ်လို့ကြောင့်မို့လို့တဲ့ပြောချင်တဲ့အရာကိုမပြောဘဲနဲ့ထိုင်ပင်လုပ်တဲ့ဟာပုံများလာတယ်တဲ့နည်းနည်းလေးတော့ညော့လာတယ်တဲ့လို့ပြောတယ်ဘာပဲဖြစ်စီပေါ့နော်ကျွန်တော်တို့နေ့ရက်တိုင်းမှာစကားမြောက်များစွာပြောကြတယ်ဟုတ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုစကားမျိုးကိုပြောနေတာလဲနေ့ရက်တိုင်းမှာနော်ဘယ်လိုစကားမျိုးကိုပြောနေကြတာလဲတချို့တော့သူတွေကတော့သူတို့ဘာကိုနှစ်သိမ့်ပေးတဲ့စကားပြောကြတယ်တချို့တော့သူတွေကတော့သူတို့ဘာကိုတိဆောက်ပေးတဲ့စကားကိုပြောကြတယ်တချို့တော့သူတွေကကြတော့အမြဲတမ်းညီတွားနေတယ်တချို့တော့သူတွေကကြတော့အနှုတ်လက္ခဏာကိုပဲအမြဲတမ်းပြောနေတယ်ဒါဆိုရင်ဒီမှာရှိနေကြတဲ့မိသားစုများကျွန်တော်တို့ပြန်လဲဆင်ခြင်စေချင်တဲ့ຢာကနေ့ရက်တိုင်းမှာကျွန်တော်ကဘာစကားကိုပြောနေတာလဲသင်ကဘာစကားကိုပြောနေတာလဲဆိုတဲ့ကိုပြန်လဲဆင်ခြင်ခြင်းနဲ့ဒီနေ့မှာနှုတ်ကပတ်တော်ကကျွန်တော်အနေငယ်လေးစကားပလင်ခံမယ်ခွန်အားရဖို့ဆိုတဲ့ຢာထက်ဒီဆောက်ဖို့နဲ့တည်းပဲကျွန်တော်ဝင်ရမှာဖြစ်တယ်ပေါ့နော်ဒီဆောက်ဖို့နဲ့တည်းပဲဖြစ်တယ်အနေငယ်လေးကျွန်တော်ပြောချင်တဲ့ຢာကဘာလဲဆိုတော့ကျွန်တော်မိသားစုပဲဖြစ်တဲ့ကြောင့်မလို့နော်မိသားစုပဲကျွန်တော်နည်းနည်းပို့ပို့နည်းနည်းပြောမယ်အနာရှိတဲ့အခါမှာစီးထဲတဲ့အခါမှာနားတယ်နော်နည်းနည်းလေးတော့နားလိမ့်မယ်ဒီနေ့နော်ပြောတဲ့အရာတွေကနော်ဒါကြောင့်မို့ကျွန်တော်ခွန်အားရငါဒီအရာကိုခွန်အားရတယ်ဆိုတဲ့အရာထက်ဟုတ်တယ်ဒီအရာကတော့ကျွန်တော်အတွက်ပြုပြင်ရမယ်အရာဖြစ်တယ်ဆိုတဲ့နှလုံးသားနဲ့ခံယူစေခြင်းတယ်နော်သူ့အတွက်မဟုတ်ဘူးဘေးမှာရှိလို့အတွက်မဟုတ်ဘူးကျွန်တော်အတွက်ဖြစ်တယ်သင်အတွက်ဖြစ်တယ်ပြောရအောင်ကိုဘေးမှာရှိလို့နေ့တော့မဟုတ်ကျွန်တော်အတွက်ဖြစ်တယ်ဒီနေ့ကိုဘက်တော်ကနော်ဒီစားဖို့ရတဲ့ပဲကျွန်တော်ယူရအောင်เนาะဖြူဖြတ်မယ်เนาะပိုးတဲ့အရာကိုဖြတ်တောက်မယ်နှုတ်ကပတ်တော်သားနဲ့เนาะလိုတဲ့အရာကိုနှုတ်ကပတ်တော်နဲ့ပြန်ဖြည့်မယ်เนาะပုတ်နေတဲ့အရာကိုနှုတ်ကပတ်တော်နဲ့စီကြောကြမယ်အာမင်ဒီအရာကပိုပြီးမှကောင်းတဲ့အတ္တဖြစ်လာဖို့နွယ်ဖြစ်တယ်ဆိုတော့ဒီနေ့မှာပြန်သွားတဲ့အခါမှာခွန်အားရတယ်လို့စကားမပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะဒါပေမဲ့ဒီနေ့မှာတော့ဟုတ်တယ်ဒီအတွက်ကျွန်တော်ကိုဒီအရာကကျွန်တော်အတွက်ပြုပြင်ရမယ့်အရာဖြစ်တယ်ဆိုတဲ့အရာနဲ့ပြန်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒီနေ့မှာယုံကြည်ခြင်းဖြင့်ပြောတော့စကားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်သွားခြင်းနဲ့မာကုအခန်းကြီး9အခန်းငယ်28မှာကျွန်တော်เนาะအခုနပြန်လည်မှာဖတ်သွားတဲ့အရာလေးအနေငယ်လေးဖတ်ခြင်းနဲ့ရှင်မာကုเนาะခရစ်ဝင်အခန်းကြီး9အခန်းငယ်28ကိုကျွန်တော်အနေငယ်လေးဖတ်ခြင်းနဲ့အားလုံးတွေ့မယ်ဆိုရင်အတူတကွဖတ်ရအောင်တင်းနဲ့သုံးငါဒီအဝတ်တော်ကိုသာသူ့လျင်ချမ်းသာရမည်ဟုဆိုဒီနဲ့လူအစုဝေးထဲ၌နောက်တော်တို့လာ၍အဝတ်တော်ကိုသူ့လေ၏အာမင်ဒီနေရာမှာကြည့်တဲ့အခါမှာတွေးတွန်တာဆွဲနေတဲ့32နှစ်ပတ်လုံးနဲ့တွေးတွန်တာဆွဲနေတဲ့မိန်းကလေးတစ်ယောက်အမျိုးသမီးငယ်လေးမို့ကျွန်တော်အရင်တုန်းကနားမလည်တဲ့အခါမှာမိန်းကလေးငယ်လေးလို့ပဲကျွန်တော်ထင်တာနော်ဒါပေမဲ့သူ့အချောင်းအနေငယ်လေး study လုပ်ကြည့်တဲ့အခါမှာကျွန်တော်အားလုံးထိတဲ့အတိုင်းပဲဒီအရာကမိန်းကလေးတွေမှာဖြစ်လေဖြစ်ထားတဲ့ရှိတဲ့အရာမှာအတွေ့အဖြစ်ပြောမှဆိုရင်73 15လောက်မှာစတင်မြဖြစ်တယ်ပြီးတော့သူ့ဟာကကျတော့အမြဲတမ်းဖြစ်နေတာ12နှစ်ပတ်လုံးဖြစ်နေတယ်ဆိုတဲ့အရာအဲ့တော့ကျွန်တော်ပြားများအနေနဲ့ကြည့်ရအောင်15နှစ်ကနေစတင်ဖြစ်တယ်ဆိုရင်သူဖြစ်နေတဲ့အရာက12နှစ်ဖြစ်တယ်ဒါဆိုရင်27နှစ်လောက်သူရှိနေပြီဖြစ်တယ်30နီးပါးလောက်သူရှိနေပြီသူ့ရဲ့တက်တာထဲမှာသူကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တော့တဲ့အခြေအနေတခုရောက်နေပြီဆိုတော့သူ့ရဲ့တက်တာထဲမှာတဲ့12နှစ်ပတ်လုံးအဲ့ဒီတွေးတွန်တဲ့အနာရောဂါသူခံစားရတဲ့အခါမှာဒီအရှိပိုင်းတွေမှာကြည့်တဲ့အခါမှာတဲ့များစွာသောစိတ်ဓမားတွေရဲ့လက်မှာများစွာသောဆရာဝန်တွေရဲ့စီကိုတွားပြီးမှကုသခဲ့ပြီးပြီးတော့သူ့မှာရှိတဲ့စီးစိမ်တွေအားလုံးဥစ္စာတွေအားလုံးလည်းကုန်သွားပြီတနည်းအားဖြင့်ပြောရမယ်ဆိုရင်သူ့ရဲ့ပြဿနာကလူချားမှာတွားလို့ရတဲ့ပြဿနာကိစ္စမဟုတ်ဘူးဗျနော်ဒီပြဿနာကအဲ့ဒီခေတ်ကာလမှာဆိုရင်ပိုတော်တော်ဆိုသေးတယ်ဥပဒေကပြညတ်တော်ကလေးနော်ဆိုတော့ယေရှုခရစ်မှာဆိုအဲ့ဒီချိန်မှာသူတို့တကယ်ကိုဂျူးဘာသာဝင်တွေတော်တော်ကိုဖြစ်တယ်ဆိုတော့လူတွေရှေ့မှာပွပွနေနေကျွန်တော်တို့လိုမျိုးတွားလာလို့ရတဲ့ကိစ္စမဟုတ်သူဟာဒါပေမဲ့သူ့ရဲ့တက်တာထဲမှာနော်ကြည့်တဲ့အခါမှာတော်တော်လေးစိတ်ပြက်စရာကောင်းတဲ့ပြဿနာဖြစ်တယ်တော်တော်လေးမရင်ဆိုင်ချင်တော့တဲ့ပြဿနာဖြစ်တယ်ဆိုတော့သူရင်ဆိုင်ရတဲ့အခါမှာတဲ့12နှစ်ပတ်လုံးသူကြိုးစားအားထုတ်မှုနဲ့သူကြိုးစားတယ်လှုပ်ဆောင်တယ်ရှိသမျှတော့စီးစိမ်တွေနဲ့သူကုတယ်ဒါပေမဲ့မကြမ်းပါဘူး
လုံးဝမကြမ်းပါဘူးနောက်ဆုံးတစ်ခုတော့အရာကသူ့ရဲ့မျောလင့်ချက်ကဘာတူလဲဆိုရင်ယေရှုပဲဖြစ်တယ်အာမင်အဲ့ဒီယေရှုမှာကျွန်တော်တို့လေဒီမှာရှိတဲ့မိသားစုများ The Chosen ဆိုတဲ့ယေရှုရဲ့အကြောင်းရိုက်ထားတဲ့ဗီဒီယိုကိုကြည့်ဘူးလားမသိဘူးเนาะကျွန်တော်ဒီပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်မှာအဲ့ဒီ short လေးတစ်ခုကိုကျွန်တော်ချင်းမိတဲ့အခါမှာတော်တော်လေးကိုခံစားရတယ်ဗောနော်ယေရှုကတဲ့အဲ့ဒီဖြစ်ပျက်ကြီးတဲ့အခါမှာနော်အခန်းငယ်27ကနေမာကုခန်းကြီး9အခန်းငယ်27နဲ့စဖတ်တဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုတော့အဲ့ဒီဖြစ်ပျက်နေတဲ့ကာလကနော်အဲ့ဒီဖြစ်ပျက်နေတဲ့ကာလကတရားစရက်မူယာဣရုရဲ့သမီးနေမကောင်းတဲ့အချိန်မှာတရားစရက်မူယာဣရုကလာပြီးတော့မှယေရှုစီကိုလာပြီးတော့မှကျွန်တော်သခင်ကျွန်တော်ရဲ့သမီးလေးကိုလာရောက်ကူတာပေးပါဆိုတဲ့နော်လာပြီးတောင်းပန်ပြီးမှခေါ်သွားတဲ့လမ်းမှာဖြစ်သွားတာနော်လမ်းမှာဖြစ်သွားတကယ်တော့ယေရှုကကြတော့ဘယ်ကိုသွားနေလဲဆိုတော့ယာဣရုအိမ်ကိုသွားနေတာနော်သူ့သမီးလုံးဝနေမကောင်းလို့တည်တော့မဲ့အချိန်ကာလမှာနော်လုံးဝယေရှုကိုပြင်ပြီးမှသူသွားနေတဲ့လမ်းမှာတဲ့တကယ်တမ်းကျတော့အဲ့ဒီမိန်းကလေးစီကိုလာနေတာမဟုတ်ဘူးယေရှုကသူ့ရဲ့ယေရှုရဲ့လမ်းကြောင်းကိုသွားနေတဲ့နေရာမှာအဲ့ဒီမိန်းကလေးငယ်ကလာပြီးတော့မှတွေ့သွားတာနော်ဆိုတော့အဲ့ဒီနေရာမှာသူပြောတဲ့စကားကဘာလဲဆိုရင်ငါဒီအဝတ်တော်ကိုဒါသူ့လင်ချမ်းသာရမယ်ဟုဆိုတဲ့အညီလူအစုဝေးထင်တိုင်းနောက်တော်တို့လာပြီးအဝတ်တော်ကိုသူ့လေဒီမှာကျွန်တော်ပြောချင်တဲ့ຢာကဘာလဲဆိုရင်တော့သူ့တရားထဲမှာယုံကြည်ခြင်းနဲ့ပြောတော့စကားဖြစ်တဲ့ဒီအရာနော်ယုံကြည်တယ်စိတ်ထဲမှာပဲမထည့်ထားဘူးယုံကြည်တယ်နော်နှလုံးသားထဲမှာပဲမသိမ်းထားဘူးတကယ်ကိုပြောထုတ်တယ်ပြောထုတ်လာတဲ့အနောက်မှာဘာလိုက်လာလဲဆိုတော့ action လို့ပြောတယ်ခြေလန်းလန်းတဲ့အရာပါလာတာဖြစ်တယ်နော်ဒီအရာကိုကျွန်တော်ပြန်တဲ့တတိယပုံနဲ့ဖြစ်တယ်ကြည့်လူအစုဝေးထဲကနောက်တော်တို့လာ၍အဖို့တော်ကိုတို့တယ်တဲ့နော်အဖို့တော်ကိုတို့တယ်တဲ့ဆိုတော့သူ့တတာထဲမှာအဖို့တော်ကိုတို့ဖို့ရန်အတွက်ဘယ်အရာကိုသူစပြီးတော့ဆိုတော့ပြောခြင်းလာတယ်ဝန်ခံခြင်းစတင်လာတယ်အဲ့တော့ရှင်လုကာခရစ်ယာန်အခန်းကြီး6ခန်းငယ်45လေးကိုတစ်ချက်လောက်ပြန်သွားမယ်ဆိုရင်အဲ့ဒီနေရာမှာကျွန်တော်ဖတ်မရတာနော်ဒီမှာမပြင်ဆင်ထားဘူးရှင်လုကာခရစ်ယာန်အခန်းကြီး6ခန်းငယ်40မှာ45မှာဘာကိုတွေ့ရတယ်လဲဆိုရင်တော့လူတွေရဲ့ပြောဆိုခြင်းစကားပြောဆိုခြင်းဆိုတဲ့အရာကတဲ့ဘယ်ကနေလာတယ်လဲဆိုရင်စိတ်နှလုံးထဲမှာရှိနေတဲ့အရာကိုပေါ်ပေါက်စေတာတဲ့နှုတ်ရှာပါးစပ်နေထွက်လာတဲ့အရာကနော်နှုတ်ရှာပါးစပ်ကနေပြောထွက်လာတဲ့အရာကစိတ်ထဲမှာရှိတဲ့အရာကိုပြောထွက်လာတာဖြစ်တယ်နော်ကျွန်တော်ဖတ်ပြမယ်လုကာခရစ်ယာန်အခန်းကြီး6ခန်းငယ်45မှာကောင်းသောသူဒီကောင်းသောမိမိစိတ်နှလုံးဘန္နာတိုက်ထဲကကောင်းသောအရာကိုထုတ်ဖော်တတ်၏မကောင်းသောသူဒီမကောင်းသောမိမိစိတ်နှလုံးဘန္နာတိုက်ထဲကမကောင်းသောအရာကိုထုတ်ဖော်တတ်၏အကြောင်းမူကားစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွတ်တတ်၏အာမင်ဆိုတော့ဒီမှာကြည့်တဲ့အခါမှာလူတွေရဲ့စကားပြောဆိုခြင်းကစိတ်ထဲမှာရှိတဲ့အရာကိုပဲပြောဆိုထွက်လာတာဖြစ်တယ်နော်ဒီအရာကိုကျွန်တော်တတိပြုဖို့နဲ့ဖြစ်တယ်ဆိုတော့အဲ့ဒီမိမ့်မင်္ဂလေးရဲ့တက်တာထဲမှာကြည့်တဲ့အခါမှာယေရှုရဲ့အဝတ်တော်ဘဘွားလေးကိုသူတူရမယ်ဆိုရင်ကျမ်းပါမယ်ဆိုတဲ့စကားပြောထွက်လာဖို့ရန်အတွက်အထဲမှာဘာအရင်ရှိနေတယ်လဲဆိုရင်ယုံကြည်ခြင်းအရင်ရှိနေတာဖြစ်တယ်အာမင်သူရဲ့စိတ်တော်ထဲမှာယုံကြည်ခြင်းအရင်တည်တည်နေတာဖြစ်တယ်ယုံကြည်ခြင်းအရင်အထဲမှာဖြစ်ပြနေပြီးတော့မှပြည့်လာတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့နှုတ်ရှာပါးစပ်ကနေပြောထွက်လာတာဖြစ်တယ်အာမင်နေ့ကျွန်တော်ရဲ့တက်တာအထဲမှာပြောနေတဲ့အရာကကိုယ်အထဲမှာတူထားတဲ့အရာတွေကျွန်တော်ပြောထွက်နေတာဖြစ်တယ်တချို့တော့သူတွေနော်တချို့တော့သူတွေဒီလိုပြောလို့လူတိုင်းကတော့ဒီလိုစကားကိုပြောမှာတော့မဟုတ်ပါဘူးနော်လူတိုင်းကဒီလိုစကားပြောမှာတော့မဟုတ်ဘူးလူတိုင်းရဲ့တက်တာအထဲမှာနော်ယုံကြည်ခြင်းပါတဲ့စကားကိုပြောနေတာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အမြဲတမ်းကြားဖို့လို့ရှိတယ်အော်ကျွန်တော်မရည်ရွယ်ဘဲနဲ့ပြောလိုက်တာဟုတ်တယ်နော်ကျမကမရည်ရွယ်ဘဲနဲ့ပြောလိုက်တာသူကတလောက်နာထားမှကျွန်တော်မသိဘူးဟုတ်တယ်မလားဆိုတော့ဒီလိုစကားတွေကဘာလဲဆိုစိတ်ထဲမှာရှိတဲ့အတိုင်းပြောနေတာမဟုတ်ဘူးပါဇက်ကအမြဲတမ်းအဲ့ဒီအချင်းဖြစ်နေလို့ဖြစ်တယ်ဟုတ်တယ်နော်အဲ့ဒီအချင်းဖြစ်နေလို့ဖြစ်တယ်ဆိုတော့အဲ့ဒီလိုလူရဲ့တက်တာထဲမှာဘာဖြစ်လဲဆိုတော့တကယ်လက်တွေ့ဖြစ်လာမှာမဟုတ်ဘူးနော်ဒီမိန်းကလေးငယ်ရဲ့တက်တာကိုချိတဲ့ခါမှာဒီမိန်းကလေးရဲ့တက်တာကိုချိတဲ့ခါမှာအထဲမှာယုံကြည်ခြင်းတည်ပြီးတော့မှနှုတ်ဆက်ပါးစပ်နဲ့ပြောထွက်လာပြီးတော့မှ action ပါလာပြီးလှုပ်ဆောင်လိုက်တဲ့ခါမှာနော်ယေရှုဘဝလေးကိုသူတုတ်လိုက်တဲ့အခါမှာသူချမ်းသာသွားတယ်ဆိုလေကိုကျွန်တော်ဒီအောက်မှာကျွန်တော်မြင်တွေ့ရတယ်ဟုတ်တယ်နော်ဆိုတော့ကျွန်တော်ဒီအရာကိုစင်ပြင်းစင်နဲ့ဆင်ချင်တဲ့အခါမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တက်တာထဲမှာယုံကြည်ခြင်းဖြစ်ဖို့ရန်အတွက်ကဟုတ်တယ်နော်လက်တွေ့လှုပ်ဆောင်မှုအတွက်ကနော်ကျွန်တော်တက်တာထဲမှာယုံကြည်ခြင်းနဲ့ပြောဆိုရင်လက်တွေ့လှုပ်ဆောင်တယ်ဒါဆိုရင်မပြောဆိုလာဖို့အတွက်အထဲမှာယုံကြည်ခြင်းရှိဖို့အတွက်လိုအပ်တယ်ဒါဆိုရင်အဲ့ဒီယုံကြည်ခြင်းဘယ်ကနေလာလဲဟုတ်တယ်နော်အဲ့ဒီယုံကြည်ခြင်းဘယ်ကနေလာလဲဒါဆိုရင်ဟုတ်တယ်နော်ပြည့်လာဖို့ရန်အတွက်ဘာလို့ဆိုနှလုံးသားဆိုတဲ့အရာကဂိုထောင်တစ်ခုလို့ကျွန်တော်ချွတ်အိတ်တစ်ခုတော့မဟုတ်အိတ်တစ်ခုလို့ကျွန်တော်ပြောမယ်ဆိုရင်အဲ့ဒီအထဲမှာတစုံတစ်ခုပြည့်လာဖို့ရအတွက်ကဖြည့်ရတယ်ဖြည့်ရတယ်ဆိုရင်အဲ့ဒီတည်းမှာဘယ်အရာမှဘယ်တကားနေလာတယ်အဲ့ဒီယုံကြည်ခြင်းကဒါဆိုရင်အဲ့ဒီမိန်းကလေးငယ်လေးကိုနော်ကျွန်တော်ကျမ်းစာထဲမှာတော့အဲ့ဒီအရာကိုကျွန်တော်ဟိုအရင်ရှင်းရှင်းလေးဆိုမတွေ့ရဘူးဒါပေမဲ့အဲ့ဒီကျွန်တော်ပြောတဲ့ short video လေးခုမှကျွန်တော်ချီးရတဲ့ခါမှာဘာတွေ့ရတယ်လဲဆိုတော့ယေရှုကသူ့ကိုတူးလိုက်တဲ့အခါမှာသူ့စင်တဲ့တကူထွက်တယ်လို့ပြောတယ်လေနော်အဲ့ဒီအချိန်မှာယေရှုကသူ့ကိုမေးတယ်မိန်းမငယ်လေးကိုနော်
Eddie, Ngaya Babua, Lego, two libe so yen, Jama Malonico, but do Piole, look to media kama, Eddie Miming Level Piole, so no. Don't say Shinapano Anna Yoga, swear, no, Anna Yoga, swear, Miming Eddie, no, Luta Yaga, to Jama, to come to Jamago Piore, Lupiore. The knee option to attempt my young Jipsilla Buyan to Jana Buddha look at it. How do you know? Jana Buddha to look at it. No to tell my young Jipsilla, the issue got 10 days so that Yago, do the Dama, young Chila Buyan to the Zunu Piore out to Jabu to look at it. That's so ye, General at the Tarema, young Chichin, a Pila Buyan, Twega, Pa, put the look at the Lesuno, Nokopato Chana, would look at the body. Amen. Nokopato, Machana, Busoy, Mane, General Zagapio, Ayaga, young Chichima Babene, need what as a guard with your telamapsete. They are go to Sinchimodelu at the no, Nature Kupian Sinchima, Bea Luduguchino, Machia out, General Lebetino Guchino, and Sinchin at the Yakuno, General Nia time Pione Ayama. No, who a Jew machine as a gar, to the Pago, Mati South Peter as a gar, Dumaho, oh, Kunabetro, Jonji Chimapa as a gar, where Pione swing, the Deet Harbor, Generate at the Tatema, Nokopato, look anibi so they are good, Tropian at the deep you won't look at it. No, Nokopato, Pila Kama, Jonji Jim of Pilazide, Jonji Jim of Pila Kama, Jonji China won't come Piotala Kama, actions so they let we lose on Chago Pila Jete, let we lose on the Kama, Payakin at the Yago Pizon City, so they would show near to Yade, no, that's so in General Pawancha Manachino. No, near time of basic out of your each other. No, quit the Daramako Bionile, quit a mitasu tema to Bazaga Bionile, Chino Chichia out to Tom Miamia at the Darema, no to Tom Yamia at the Tema, need to add as the garbe Bioni Chadi, Miamanang and Jew Chide Kama. How do you know? How do you know? Miamanang and Jew Chino Chide Kama, Mapshan I know boo. The more but do Bewa Jones so that I are the Vechino Bioni Chadi, need to Achadi. No, I didn't need to watching a Yamana, you know, men and late chile carema, Toto Yamaga need to watch a Yaribione Chade. Piamichino, not a cuchino, Sapia as a garden to Tomia Pior and Yagabeman, so Mitasu dema. No, Mitasu, Chile Kama, or Chinoya Mudaga, Chinotaga, Chinotomiga, Dulu Pide Sure, no, Sapias Yaribitno, Toto Mimia Chana Yade. No, Maho de Bu Nocho Nama Piana, Piana Pupimotelu a day, not a Kuga Children of Bago 2 years ago, a monk was a Gardube, Toto Mima Pione Jade, Ballonia Mumalis, look at time I nema. No, long Kanganama. I don't know, Masilo I know boo. Not 2 John so that I had to bet you a Miena Pione Jade. Do the Karema, Nituani Jade. Do the Karema, Sapias Yazagari Pione Jade. Do the Karema, a monk was a Gardube Pione Jade. The European Sinachiba, the Ayariga Payago material Lupioni as a gam hula. I don't know. General Yonchi to Crito Nagu Line de Payaya Tad Milu Pure Generata Tema Lebe, Mayonchi to the need to Tabi Nituani Ome, Sapiani Ome Soye, Natana set Chakuni at Deno Yajuva Yupete, then after Paya Bono Ten Shaz Yame Sude, no Ajaga Pizon Amahobu. That's who Piana Bisenchi Gia. Generate at the Tatema. Need what is a gapione bila. Sapia as a gapione bila. No, a monk was a gar. Deep it on a pillar at jumping out 2 jumps at day. No, General Mima jumps at day. General Tarmi jumps at day. General Lopo I may jump at day. So there's a garbage no pion in the la. Take it into Alumapio when they go a G day. No, that's when you want a channel in a tabitino to Argene. Never did the sugar. A carry thing at the Tarema, Jonji Gene. Pares a gago, Piotala de swing, Eddie's a gaga, Anna, she up at Amen. A queen Anna, P. she up at so that would be Piogene, no, to know, Chomos up your saying, Jonji champion, Pior as a gamma, a queen Anna, a P. she up at Amen. No, Shemaku Kruman can't set there, a kind of Nasato, no, but she will not know Papiame, what chance she's a Julian out the alley, would know. Shemaku Kruman can't set there, a kind of Nasato, would she a kama, Beago Chum into Yadles win. Shemaku Krumia Kanji set the Akang and Nasato, which he Kamano. Atruga Payano, the Hollywood. Jonji champion Piora Zagama, a queen Anna, Piwashide, Nugubato Tema Piora Yaucho to Payan Tenito, Na Ama Sodiga, a chant to the Jomaro Sane Kinwe, Mimi Sodi a time Pimi who, Jon Chilie, Totango, Neama, Juilo, Penle, Night Chalo, who Sole, Totu Sodi a time Pilemi. Amen. Amen. Dimacho Chile Kamade. You should be on the Yagang, I take your me, no. Yomaro Sine came be doma, Tandaya can't sing no, the Gego Psalame so that Jonji Chinachino Zagar Kungo Piome so ye, Jimare Tongu Rama, no, Jimare Tonguma, Juiba, no Eddie Tongu, Yeshinamana and may be the Penego Jaba, Lu, Pioyan Dama, Chame, that we met a tema Yomaro Seishiame.
နော်ကျွန်တော်အားလုံးတည်တဲ့အတိုင်းပဲယုံကြည်ခြင်းတွေဘယ်တော့မှတန်တရားနဲ့မရောနှောတာဖြစ်တယ်နော်ယုံကြည်ခြင်းရှိတယ်လို့ပြောပြီးတော့မှဆုတောင်းတယ်ဆုတောင်းပြီးတော့တာနဲ့ဖြစ်ပါမလားဆိုတဲ့တန်တရားစိတ်ကြီးဖြစ်နေတယ်ဆိုရင်တေချာတယ်တင်းရဲ့ယုံကြည်ခြင်းကိုပြန်လည်ဆန်းစစ်မှုတက်လို့အပ်တယ်နော်အားလုံးပြန်တည်ပြုဖို့နဲ့ဖြစ်တယ်โอเคဒါဆိုရင်နော်လူတချို့တော့သူတွေကကျွန်တော်ဒီအရာလေးကိုနော်ပြင်ဆင်နေကျွန်တော်စိတ်ထဲမှာဟာတာလေးတစ်ခုပြောလိုက်တာတော်တော်များများကseriously မှာထားတဲ့လူတယောက်အသက်တာထဲမှာနော်စကားကိုပုတ်ပြပြပြောတဲ့လူရဲ့အသက်တာထဲမှာဘာပြောလဲဆိုရင်တော့ဘာပြောတယ်လဲဆိုတော့ဟုတ်တယ်ကျွန်တော် dry so tip ကိုဆူတောင်းရအောင်ဟုတ်တယ်မလား dry so tip ကိုဆူတောင်းမယ်ဒါပေမဲ့ကျွန်တော်ဆူတောင်းတယ်နော်မိုးလင်းလာတဲ့အခါမှာမပြောက်တော့ဘူးရောဆိုတဲ့ပုံစံမျိုးပြောလို့ရှိတယ်နော်ဒါကဘာလဲဆိုတော့ခုနပြောတော့ဒါဆိုရင်အဖြေကဘာရှိလဲဆိုတော့ဟုတ်တယ်နေ့ရဲ့သက်တာထဲမှာယုံကြည်ခြင်းမရှိလို့ဖြစ်တယ်ဒါနော်အဲ့လိုကျွန်တော်ပြန်ပြောလို့ရတယ်နော်ဒါဆိုရင်ကျွန်တော်တို့ပြောနေတဲ့အရာတစ်ခုကယေရှုပြောနေတဲ့တောင်ဆိုတဲ့အရာကမြင်နေရတဲ့ဒဝိုင်းထနုံကိုပြောနေတာမဟုတ်ဘူးနော်ယေရှုပြောနေတဲ့တောင်ကမြင်နေရတဲ့ဒဝိုင်းဆုသစ်ကိုပြောနေတာမဟုတ်ဘူးဒဝိုင်းစကက်တောင်ကိုပြောနေတာမဟုတ်ဘူးယေရှုပြောနေတဲ့တောင်ကကျွန်တော်ရဲ့သက်တာထဲမှာကြုံတွေ့နေရတဲ့ပြဿနာတောင်ကိုပြောနေတာဖြစ်တယ်အာမင်ဒီဟာလေးကိုပြန်ပြီးမှကျွန်တော်မြင်တွေ့ဖို့တက်လို့အပ်တယ်တောင်ဆိုတဲ့အရာကိုကျွန်တော်ကြည့်မယ်ဆိုရင်တောင်တက်ရတာပင်ပန်းတယ်နော်တောင်တက်ရတာတော်တော်လေးကိုခက်ခဲတယ်တောင်ပို့ပြီးကြီးလေပို့ပြီးတော့အဲ့ဒီတောင်ကိုတက်ရဖို့တက်ပို့ပြီးခက်ခဲလေဖြစ်တယ်။တောင်ပို့ပြီးမြင့်လေဒီတောင်ကိုတက်ဖို့နဲ့ပို့ပြီးချွေးပြန်လေဖြစ်တယ်။ဟုတ်တယ်နော်။ဒါဆိုရင်တင့်ရတတာထဲမှာရင်ဆိုင်နေရတဲ့ပြဿနာကပို့ပြီးကြီးလေတင့်တက်ပို့ခက်ခဲလေဟုတ်တယ်မလား။ဟုတ်တယ်နော်ကျွန်တော်တက်တာထဲမှာရင်ဆိုင်နေရတဲ့ပြဿနာကနော်ကြီးမားလေပို့ပြီးမှဒီအရာကိုမကြော်လွားခြင်းလေဖြစ်တယ်။အဲ့ဒီအရာတခုကျွန်တော်မရင်ဆိုင်နေခြင်းဖြစ်တယ်။ပြောချင်တဲ့အရာကတောင်လို့ပြောတဲ့အရာမှာမြင်နေရတဲ့ device တစ်ကိုပြောနေတာမဟုတ်ဘဲနဲ့မြင်ကျွန်တော်တက်တာထဲမှာရင်ဆိုင်နေရတဲ့ပြဿနာတစ်စုံတစ်ခုကိုပြောနေတာဖြစ်တယ်။အာမင်။လူတိုင်းမှာအမြဲတမ်းတောင်တစ်တောင်ကိုကျွန်တော်ရင်ဆိုင်နေရတယ်နော်ဒီတောင်ကိုကြော်ဖြတ်သွားပြီဆိုရင်တေးချတဲ့နောက်ထပ်တောင်တစ်ခုတင်းကိုဘုရားထပ်ပြီးမြင်တွေ့စေဦးမှာပဲဘာအတွက်လဲဆိုရင်ယုံကြည်ခြင်းနဲ့ပြေဝဖို့နဲ့ဖြစ်တယ်အာမင်အာမင်ဘုရားခင်ကကျွန်တော်တို့ကိုတွေ့ကြုံစေတယ်ဆိုရင်အဲ့ဒီအရာကဘယ်တော့မှကျွန်တော်တို့အတွက်အကျိုးရစေဖို့တည်းမဟုတ်ဘဲနဲ့ပို့ပြီးမှရင့်ကျက်စေဖို့နဲ့ဖြစ်တယ်အာမင်ကျွန်တော်တောင်တစ်တောင်ကိုတက်ပြီးသွားတဲ့အခါမှာကျွန်တော်တက်တာထဲမှာပို့ပြီးမှခိုင်ခန့်လာတယ်ဟုတ်တယ်နော်ပြဿနာတစ်ခုကိုပို့ပြီးမှရင်ဆိုင်သွားလိုက်တဲ့အခါမှာခရစ်တော်အားဖြင့်ကျွန်တော်တို့ကနော်ကြော်လွားလိုက်တဲ့အခါမှာပို့ပြီးမှကျွန်တော်တက်တာမှာယုံကြည်ခြင်းပို့ပြီးခိုင်ခန့်လာလေဖြစ်တယ်အာမင်တက်တေပိုပြီးမှခံနိုင်နေဖြစ်တယ်ဆိုတော့ပြောချင်တဲ့အရာကယေရှုပြောနေတဲ့အဲ့ဒီတောင်ကိုတဲ့နော်ပင်လယ်၌ကြလောတောင်ကတော့ရွေ့လောလို့ပြောရင်ရွေ့မယ်ကြမယ်ဆိုတဲ့ပြောနေတဲ့အရာတစ်ခုကမြင်ရတဲ့တောင်ကိုပြောနေတာမဟုတ်ဘဲနဲ့တင်းရဲ့အတ္တမှာရင်ဆိုင်နေရတဲ့ပြဿနာတောင်ကိုပြောနေတာဖြစ်တယ်အာမင်အဲ့ဒီအရာကိုကျွန်တော်တို့ကအရင်တုန်းကဒီအချိန်ထိဥပမာတင်းရဲ့အတ္တထဲမှာရင်ဆိုင်နေရတဲ့ relationship ကိစ္စအတွက်တင်ကညီးတွားနေသလားနော်ယုံကြည်ခြင်းနဲ့ဒီအရာကိုအမိတ်မပေးဘဲနဲ့ကျွန်တော်တို့တက်တာထဲမှာငါမရှင်ဆိုင်နိုင်ဘူးငါမကြော်ဖြတ်ကျွန်တော်ဘူးဆိုတဲ့စကားနဲ့ကျွန်တော်တို့ကအဆုံးတက်နေသလားနော်ဖခင်ကကျွန်တော်ကို breakthrough ဖြစ်ဖို့အတွက်အလိုတော်ရှိတာဖြစ်တယ်အာမင်ကြော်လွားစေဖို့အတွက်ဖခင်အလိုတော်ရှိတယ်တွေ့ကြုံစေတဲ့အရာတစ်ခုမှာဘယ်တော့မှနှောက်ဆုပ်စေတဲ့ဖခင်မဟုတ်ဘဲနဲ့အဲ့ဒီအရာတစ်ခုကိုကြော်လွားအောင်မြင်စေခြင်းနဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့လို့လေဖခင်ကကျွန်တော်ကိုပြောတယ်လေဆိုတော့တင်းတို့နဲ့အတူရှိတဲ့ဖခင်အေမာနူလာဖခင်ဖြစ်တယ်အာမင်အဲ့ဒီချိုင်းဝမ်ထဲမှာအဲ့ဒီကြီးမားတဲ့ပြဿနာတွေဆိုတစ်ခုကိုတင်ရင်ဆိုင်နေရပြီဆိုရင်အဲ့ဒီအရာကိုကြော်လွားဖို့အတွက်ဖခင်ကကျွန်တော်နဲ့အတူရှိပြီးတဲ့ဖခင်ဖြစ်တယ်အာမင်အာမင်ကျွန်တော်တက်တာထဲမှာမရှင်ဆိုင်နေတော့ဘူးလို့ကျွန်တော်ဘယ်တော့မှမပြောပါနဲ့မှန်တယ်လူအနေနဲ့ချင်းတော့မရင်ဆိုင်နိုင်တော့ဘူးเนาะတောင်တောင်ကိုကျွန်တော်ဖြတ်ဖို့ဆိုတဲ့ຢာကတော်တော်နဲ့မလွယ်ကူဘူးเนาะဆိုတော့ဒီကျွန်တော်တက်တာထဲမှာရင်ဆိုင်နေရတဲ့ relationship ကိစ္စလားမိသားစုပြဿနာလားငွေကြေးပြဿနာလားဒီအရာကိုလူအနေနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဖခင်ကတတ်နိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တက်တာထဲမှာဝန်ခံမှုတက်လို့အဲ့ဒါဖြစ်တယ်အာမင်ကျွန်တော်တို့ကအဲ့ဒီຢာကိုယုံကြည်ခြင်းနဲ့ဝန်ခံပြီးပြောဆိုတယ်ဆိုရင်တေးချတယ်အဲ့ဒီတောင်ကဘုရားခင်တော့တကယ်ကိုနှုတ်ကပတ်တော်မှာပြောတဲ့အတိုင်းပဲပင်လယ်နဲ့ကြပါလို့ပြောတဲ့အခါမှာကျွန်တော်ကြတော့မှာဖြစ်တယ်အာမင်ပြောချင်တဲ့ຢာကတင်းရဲ့ပြဿနာကိုရင်ဆိုင်ရတော့တဲ့အခါမှာယုံကြည်ခြင်းနဲ့ဆုတောင်းပါအမိန်ပေးပါဒီအရာကိုယေရှုနာမနဲ့ငါအောင်မြင်နိုင်တယ်ယေရှုနာမနဲ့ငါကြော်လွားနိုင်တယ်ဆိုမှကျွန်တော်တို့ကဝန်ခံမှုတလို့အပ်တယ်ဆိုတဲ့ကိုကျွန်တော်နံပါတ်1နဲ့ပြောနေတာဖြစ်တယ်ဒီကျွန်တော်အရင်တုန်းကပြဿနာကိုတွေ့ရတဲ့အခါမှာတွန်းဆုံနေတယ်မကြော်လွားခြင်းဘူးနားနေတယ်ဆိုရင်ကျွန်တော်ဒီနေ့မှာပြုပြင်ရအောင်ကျွန်တော်လုံးသားကိုပြင်ဆင်ရအောင်တော့ကျွန်တော်ကိုတွေ့ကြုံစေတဲ့အရာကဘယ်တော့မှကျွန်တော်မခံနိုင်တဲ့အရာကိုဘုရားသခင်တွေ့ကြုံစေတာမဟုတ်ဘူးအာမင်ကျွန်တော်တို့ကိုဘုရားသခင်ကအောင်မြင်ကြော်လွားစေဖို့တဲ့တော့တွေ့ကြုံစေတဲ့ဘုရားသခင်ဖြစ်တယ်တော့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ပြောတော့စကားတခွန်းဟာနော်တခြားလေးနားထောင်ရအောင်ယုံကြည်ခြင်းနဲ့ပြောထွက်လာတဲ့စကားတခွန်းဟာအတန်တစ်ခုပဲထွက်လာတာမဟုတ်ဘဲနဲ့အနာဂတ်ကိုလေထုတစ်ခုလုံးကိုပြောင်းလဲစေဖို့ရတဲ့အင်အားခွန်အားဒီစကားထဲမှာပါတာဖြစ်တယ်အာမင်အာမင်တင်းရဲ့ပြဿနာကိုပြောင်းလဲစေနိုင်တာကတင်းရဲ့ယုံကြည်ခြင်းနဲ့ပြောတော့စကားဖြစ်တယ်အာမင်
ဟုတ်တယ်တော်တော်များများကကျွန်တော်အမိန့်ပေးတယ်ပြောချင်ဒါပေမဲ့တန်တရားစိတ်နဲ့ရောတော့တယ်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပြင်ဆင်ရအောင်ဒါဆိုတစ်ခုကိုကျွန်တော်ဆုတောင်းတော့မယ်ဆိုရင်တော့တော်တော်များများကျွန်တော်ဒီအခြေဒီကာလမှာကျွန်တော်ဘာကိုတရားဆိုတော့ဒါဆိုတစ်ခုဖြစ်လာပြီဆိုကျွန်တော်ဝိညာဉ်တိုက်ပွဲဝင်ဖို့အတွက်လိုအပ်တယ်နော်အမိန့်ပေးဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ကခရစ်တော်အားဖြင့်အောင်မြင်ပြီးသားသူတွေဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီအရာကိုနှင်းကိုဒီပြဿနာကိုဒီတောင်းကိုယေရှုနာမနဲ့ငါအောင်နိုင်တယ်ဆိုတဲ့အရာနဲ့ကျွန်တော်ကပြန်လဲခြေဖားဖို့တက်လို့အပ်တယ်။ပြန်လာပြီးမှကျွန်တော်အမိန့်ပေးဖို့တက်လို့အပ်တယ်ဆိုတဲ့ကိုကျွန်တော်နံပါတ်1တစ်ချက်နဲ့ပြောချင်တယ်။ဒါကြောင့်မို့နေ့ရက်တိုင်းမှာကျွန်တော်ပြောဆိုတဲ့စကားကပြဿနာကိုအရှုံးပေးဖို့တက်မဟုတ်ဘဲနဲ့ပြဿနာကိုအမိန့်ပေးခြင်းနဲ့အခွင့်အာဏာအပြည့်နဲ့ကြော်လာမှုနဲ့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။အာမင်။နံပါတ်2တစ်ချက်ကိုကျွန်တော်ထပ်ပြီးသွားခြင်းနဲ့နံပါတ်2တစ်ချက်ကယုံကြည်ခြင်းဖြင့်ပြောသောစကားကိုဘုရားသခင်အတည်ပြုပေးတာဖြစ်တယ်။အာမင်။အာမင်ယုံကြည်ခြင်းနဲ့သင်နှုတ်ရှာပါဇက်မှာပြောထွက်လာပြီဆိုရင်ဘုရားသခင်ကအဲ့ဒီအရာကိုအတည်ပြုပြီးတဲ့ဘုရားသခင်ဖြစ်ပါတယ်အာမင်ဆိုတော့ဒီအရာကိုကျွန်တော်ဘုသူရဲ့အသက်တာဖြစ်ရှိခြင်းနဲ့ဆိုတော့ဒါဝိဒ်လေးရဲ့အသက်တာဖြစ်ကျွန်တော်ရှိခြင်းနဲ့နော်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး16အခန်းက46ကိုကျွန်တော်တစ်ချက်လောက်ပြန်ဖတ်ရအောင်နော်ကျွန်တော်အားလုံးကျမ်းစာဥပမာထင်တယ်နော်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး16အခန်းက46ကိုကျွန်တော်ပြန်လည်ပြောခြင်းနဲ့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး16အခန်းငယ်46ကိုကျွန်တော်တို့ကပြောရအောင်နော်ဝန်ခံရအောင်ဖတ်ကြည့်အောင်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး16အခန်းငယ်46ကိုကျွန်တော်တို့သူကဖတ်ရအောင်အားလုံးစနေဖြစ်လာမသိဘူးနော်ကဲတဲနေသုံးသာရဖျားသည်တင့်ကိုငါလက်၌ယနေ့အပ်တော်မူသည်ဖြင့်တင့်ကိုငါတက်၍လေပင်ကိုဖျက်မိဖိလိတိဘူချေအသေးကောင်းများကိုမိုးကောင်းကင်ငှက်နှင့်တိုးသားရဲတို့အားယနေ့ငါပေးမိဣသရေလအမျိုး၌ဖျားသခင်အတူရှိတော်မူသည်ကိုမြေကြီးသားအပေါင်းတို့သည်တရားချလိမ့်မည်အာမင်ဒီဟာကိုကြည့်တဲ့အခါမှာဒါဝိငယ်လေးကငယ်ပါသေးတယ်ဘယင်ဖြစ်ဖို့နဲ့သူ့ကိုပိတ်သိပ်ပြီးဒါပေမဲ့သူကဘယ်နေရာမှာရှိလဲဆိုတော့တိုးချောင်းတဲ့နေရာမှာနော်တိုးချောင်းသားလေးတယောက်ဖြစ်နေဒီပဲဖြစ်နေတုံးပဲဖြစ်တယ်ဆိုတော့တိုးချောင်းနေတဲ့နော်ဒါဝိဒ်လေးကိုသူ့အဖေကခေါ်ပြီးတော့မှဘယ်ကိုဆေလို့တလဲဆိုရင်တော့သူ့ရဲ့အကိုကြီးတွေစစ်တိုက်နေတဲ့နေရာမှာရှောလီရဲ့စစ်သားတွေဖြစ်တယ်သူ့အကိုကနော်သူ့အကိုကြီးတွေကအဲ့တော့စစ်တိုက်တဲ့စစ်မြေပြင်ကိုတွားပြီးတော့မှနေ့အကိုတွေအခြေအနေကောင်းလားအခြေအနေဘယ်လိုရှိလဲဟိုတို့မို့သူ့ရဲ့ရိတ်ခါတွေကိုပို့ရင်းတဲ့အခြေအနေကိုတွားကြည့်ခိုင်းတဲ့အခြေအနေခုဖြစ်တယ်ငယ်သေးတယ်ဒါပေမဲ့တစ်ဖက်မှာသူ့တဲ့ဗရှင်ဖြစ်ဖို့တဲ့ဗိတ်သိက်စီပေးပြီးဖြစ်တယ်ဗိတ်သိက်ရှိထားပြီးဖြစ်တယ်အဲ့တော့ तू တွားပြီးတော့မှခရီးတစ်ခုကို तू ရောက်သွားတဲ့ခါမှာသူ့ကိုယ်တို့ရှိတဲ့နေရာကိုရောက်သွားတဲ့ခါမှာတဲ့ဘာကိုမြင်တွေ့ရတယ်လဲဆိုရင်တော့တစ်ဖက်မှာရှိတော့ဖိလိတိနိုင်ငံကဖိလိတိပြည်သားဖြစ်တဲ့ဂေါလိယကြီးကျွန်တော်အားလုံးသိတယ်နော်ဂျိုင်းယန်လုံးဝလူကောင်ကြီးလုံးဝလူမိတ်စာကြီးလူဘလူးကြီးကဒီနေ့တိုင်းမှာတဲ့အိတ်သိလလူတွေကိုစင်ခေါ်လာတယ်တဲ့နော်တယောက်ချင်းရှင်မဲနော်ဥပမာစစ်တိုက်ပြီးနိုင်တဲ့ဥပမာဖိလိတိလူတွေကနိုင်တယ်ဆိုရင်ဣသရေလလူတွေကဖိလိတိနိုင်ငံကိုတွားပြီးဂျုံခံရမယ်ပြီးခဲ့တဲ့နှစ်မှာကျွန်တော်ပြီးခဲ့တဲ့ပတ်မှာကျွန်တော်ကြားရတဲ့နှုတ်ဘတ်တော်ထဲမှာနော်ဘူချုပ်ကြီးနေမန်စီမှာအစီခံနေတဲ့တပည့်မလေးကဂျွန်မလေးကဣသရေလလူတွေတွေကဣသရေလနိုင်ငံတွေကနေနော်စစ်တိုက်ပြီးမှနိုင်ပြီးတော့မှဂျွန်လာပြတဲ့လူဖြစ်တယ်ဒီလိုကဲတော့ပဲနော်သူတို့ကအမှဝန်ကအမှဂေါလိယကြီးကစိန်ခေါ်တဲ့အရာကဥပမာတဲ့ဥပမာခုနပြောသလိုစစ်တိုက်ကြရအောင်တယောက်ချင်းရှင်ရအောင်စစ်ရှုံးတဲ့လူကနိုင်တဲ့လူစီမှာဂျုံပြဖို့အတွက်နော်သူစိန်ခေါ်တယ်အဲ့ဒီချိန်မှာဘယင်ကစပြီးတော့မှရှောလူကြီးနော်ဘယင်ကစပြီးတော့မှလူတွေတော်တော်များများကကြောက်ကြတယ်ပြောချင်တဲ့အရာကဘာလဲဆိုရင်တော့ဂေါလိယကြီးဆိုတဲ့အရာကတကယ်လူဘလူးကြီးဖြစ်တယ်နော်ဂေါလိယကြီးဆိုတဲ့အရာကစစ်ရေးတိုင်းမှာတကယ်ကိုအောင်မြင်နေတော့သူတကယ်ကိုကျွမ်းကျင်နေတဲ့လူဖြစ်တယ်တကယ်ကြီးမားတဲ့လူကိုဘယင်ကြီးကိုယ်တိုင်တော့မှကြောက်နေပေမဲ့ဒါဝိဒ်ကလေးကမကြောက်ဘဲနဲ့သူပဲအရာကိုပြောတယ်လို့ဆိုယုံကြည်ခြင်းစကားကိုသူပြောထက်တာဖြစ်တယ်အာမင်ဒီဟာလေးကိုကျွန်တော်ပြန်လာပြီးမှဆင်ခြင်မှုနဲ့ဖြစ်တယ်နော်သူပြောတဲ့အရာတစ်ခုကဘာလဲဆိုတော့ထာဝရဘုရားဒီတဲ့နေ့တင့်ကိုငါလက်မှာအပ်မယ်တဲ့ပြီးတော့မှတင့်ရဲ့လေဘင်းကိုဖြတ်မယ်တဲ့ဒီလူတွေရဲ့အသေးကောင်ကိုနော်တကယ်ကိုငတ်တွေကတားရဲ့ငတ်တွေကစားလိုက်မယ်ဘာအတွက်လဲဆိုရင်ဣသေလလူတွေအလယ်မှာဘုရားခင်အတူရှိတယ်ဆိုတဲ့အရာကိုမြေကြီးသားပေါင်းတို့ကတွေ့ဝင်နေဖြစ်တယ်အာမင်ဒီနေ့မှာကျွန်တော်တို့စကားပြောတဲ့အရာတွေမှာယုံကြည်ခြင်းနဲ့ပြောတော့စကားကကျွန်တော်တို့ကောင်းစားဖို့အတွက်ကျွန်တော်ဘုံအတွက်ပြောမှုတော့မဟုတ်ဘူးအာမင်ဖခင်ရဲ့ဘုန်းတော်အတွက်ကျွန်တော်တို့ကပြောဆိုမှုတက်လို့အပ်တယ်ဆိုတဲ့ကိုကျွန်တော်နားလည်ရမယ်နော်ဆိုတော့ဥပမာကျွန်တော်တို့ကဟုတ်တယ်ဆုတောင်းတယ်ဒီအနာရောဂါအတွက်ကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့ဒီအရာကိုဆုတောင်းတဲ့အခါမှာကျမ်းမာသွားရင်ငါရဲ့ဆုတောင်းချက်ကတကယ်ကိုတကူရှိတယ်ဆိုတဲ့အရာကိုဘုန်းကြီးဖို့တက်မဟုတ်ဘဲနဲ့ခရစ်တော်ကတက်နိုင်တယ်ဖခင်အားဖြင့်ဖခင်ကလှုပ်ဆောင်ပေးတယ်ဆိုတဲ့အရာကိုတက်တဲ့ခံမှုရတဲ့ပဲကျွန်တော်တို့အမိတ်ပြီးဆုတောင်းမှာဖြစ်တယ်တီးချတဲ့အဲ့လိုဆုတောင်းချက်မှာဘုရားကအတည်ပြုပေးတာဖြစ်တယ်အာမင်ဒါဝိဒ်ကကြည့်ပါစစ်သားလည်းမဟုတ်
ဟုတ်ဘူးသူကြောင်းသားလေးပဲဖြစ်တယ်သူရဲ့အစွမ်းတတိကိုသူနော်အားကိုးမှပြောတဲ့စကားမဟုတ်ဘူးဘာလို့လဲဆိုအပေါ်မှာကျွန်တော်မြင်တွေ့ရတယ်ဒါဝိကတဲ့ဒါလန်တန်လန်နော်ဂိတုံပါလဲငါထံတို့နေကလာတယ်လို့သူပြောတယ်ဒါပေမဲ့ငါကတော့ကောင်းကင်ဘုရားအရှင်သာရဘုရားရဲ့နာမတော်ကိုကင်ဆဲမှနစ်စီကိုလာတာအာမင်သူ့မှာရှိတဲ့လောက်လွဲကိုပြောနေတာမဟုတ်ဘူးသူကျွမ်းကျင်တဲ့အရာကိုသူဖော်ထုတ်ပြီးပြောနေတာမဟုတ်ဘူး။နေ့သင်ကိုငါတတ်မဲ့ဒါပေမဲ့ထာဝရဘုရားရဲ့နာမတော်အားဖြင့်ဆိုတဲ့အရာကိုကျွန်တော်ပြောနေတာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်လည်ဆင်ခြင်မှုရန်အတွက်ကကျွန်တော်တို့ရဲ့အသက်တာထဲမှာယုံကြည်ခြင်းနဲ့ပြောထွက်လာတဲ့စကားမှာကိုယ်ဘုံတော်တက်မဟုတ်ဘူး။အာမင်။ဘုရားရဲ့ဘုံတော်ကိုရည်ရွယ်ပြီးမှကျွန်တော်ပြောမှုတဲ့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ဘုရားသခင်ရဲ့လောကမှာကျွန်တော်ကိုအသက်ရှင်စေတဲ့ရည်ရွယ်ချက်ကတင့်အားဖြင့်ဘုရားဘုံတော်ထင်ရှားဖို့တဲ့ဖြစ်တယ်။အာမင်။ကျွန်တော်အသက်တာအားဖြင့်ဘုရားရဲ့ဘုံတော်ကိုထင်ရှားဖို့ရန်အတွက်ပဲနေ့ရက်တိုင်းမှာယုံကြည်ခြင်းပါတော့စကားကိုပြောထွက်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့ကိုကျွန်တော်မြင်တွေ့ရတဲ့ကျွန်တော်ဘယ်တော့မှကိုယ့်ရဲ့အစွမ်းတတ္တိကိုကျွန်တော်မထုတ်ပါနဲ့ကိုယ့်ရဲ့လှုပ်ဆောင်နိုင်ခြင်းကိုယ့်ရဲ့တတ်နိုင်ခြင်းကိုကျွန်တော်မပြောဘဲနဲ့ငါတို့ဖရားတတ်နိုင်တယ်ဆိုတဲ့ကိုကျွန်တော်ပြောဖို့အတွက်လိုအပ်တာဖြစ်တယ်အာမင်ဒါကြောင့်မို့ဒီနေ့ရမှာကျွန်တော်အဓိကပြောချင်တဲ့အရာကဘာလဲဆိုရင်တော့ကျွန်တော်တို့ပြောဆိုတဲ့စကားမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားမပြောပါနဲ့နော်ဒီရင်ဆိုင်ရတဲ့ပြဿနာကိုငါမအောင်မြင်နိုင်ဘူးငါမကြော်လွားနိုင်ဘူးလို့မပြောပါနဲ့လူသားပဲဘယ်လိုကြော်လွားနိုင်မလို့မပြောပါနဲ့တေးချတယ်ဖရားသခင်ကတင့်ကိုအောင်မြင်တော့ခွင့်ကိုပေးထားပြီးသားဖြစ်တယ်အာမင်ကျွန်တော်နှုတ်ကပတ်တော်မှာလည်းကျွန်တော်အားလုံးရှင်းလင်းစွာသိရတဲ့အတိုင်းပဲယေရှုနာမကိုအမိပြုမှကျွန်တော်ဆုတောင်းပါတဲ့ယေရှုနာမကိုတော့အမိပြုပြီးတော့မှကင်ဆယ်ပြီးတော့မှတောင်းလျှောက်ပါတဲ့ဖရားသခင်ကကျွန်တော်ကိုဖြစ်စေမယ်ကျွန်တော်အများအားပြောတဲ့အရာတစ်ခုမှပါလဲဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်မိသားစုထဲမှာရှိတဲ့လူတွေမကြမ်းမမာဘူးလားယုံကြည်ခြင်းနဲ့လက်တင်ပြီးဆုတောင်းပေးပါကြမ်းမာစီတော့သူကသာရဘုရားဖြစ်ပါတယ်အာမင်အာမင်လူတွေကိုကြမ်းမာစီတော့သူကကျွန်တော်တို့မဟုတ်ဘူးကျွန်တော်မိသားစုထဲမှာနှလုံးသားခိုင်မာပြီးတော့မှနော်ဟိုတကယ်ကိုစိုးတွန်းနေတဲ့သူရှိသလားဘလို့ပြောနားမထောင်တဲ့သူရှိသလားဒါဆိုရင်သူ့တဲ့ကျွန်တော်ဆုတောင်းပေးဖို့အတွက်ပဲဖြစ်တယ်အာမင်သူရဲ့နှလုံးသားကိုပြောင်းလဲစေနေတာကကျွန်တော်တို့မဟုတ်ပါဘူးနော်တချင်းခါတော်များများကျွန်တော်ကိုပြန်စဉ်းစားမိတယ်။ကျွန်တော်ပြောလိုက်ရင် तू ရမှာပါ။နော် तू ပြောလိုက်ရင် तू ရမှာပါ။နော်ဟိုတယောက်ကပြောပြလိုက်ရင် तू နားထောင်မှာပါဆိုမှကျွန်တော်အမြဲတမ်းတစ်ခါတလေမှာနော်စဉ်းစားတတ်လေးရှိတယ်။ဒါပေမဲ့ဒီအရာကိုကျွန်တော်ပြုပြင်ရအောင်။အရာအားလုံးကဖရားသခင်မှတပါဘယ်သူမှမလုံဆောင်နိုင်ဘူး။ဒါကြောင့်ဖရားကိုပဲကျွန်တော်ဆုတောင်းမှုတက်လို့အပ်တယ်။ယုံကြည်ခြင်းပါတော့စကားကိုပြောဖို့တက်လို့အပ်တယ်။အာမင်။ကျွန်တော်ဒီနေ့ဒီအချိန်ထိငွေချေပြဿနာကြုံရတဲ့အခါမှာဒါဆိုတစ်ခုပြဿနာကြုံရတဲ့အခါမှာတော့ချမ်းမာခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ရင်ဆိုင်လာရောက်တဲ့အခါမှာမဖြစ်နိုင်ဘူး။ဒီအရာကမလုံနိုင်ဘူးလို့ကျွန်တော်မပြောဘဲနဲ့ခရစ်တော်အားဖြင့်ကျွန်တော်တတ်နိုင်တယ်။ခရစ်တော်ကကျွန်တော်ကိုလှုပ်ဆောင်ပေးမယ်ဆိုတဲ့ယုံကြည်ခြင်းပါတော့စကားကိုပဲပြောဖို့ရန်အတွက်ကျွန်တော်ဒီနေ့မှာအားလုံးကိုဒီနှုတ်ကိုပြောတော့အားဖြင့်တော့ကျွန်တော်ပြန်လာပြီးမှဝင်ငါတိုက်တွန်းလို့တာဖြစ်ပါတယ်